ကရင်လက်နက်ကိုင်အဖွဲ့ KNU နဲ့ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ဟာအမျိုးသားညီညွတ်ရေးအတိုင်းအမြံကောင်စီ NUCC အဖွဲ့ဝင်ကနေယာယီရပ်ဆိုင်းတော့မယ်လို့ပြောကြပါတယ်။လက်ရှိအဖွဲ့ဝင်အဖြစ်ကနေယာယီရန်နာမဲ့အကြောင်းစာတင်ထားကြဆဲဖြစ်တယ်လို့လည်းပြောပါတယ်။ဘာကြောင့် KNU နဲ့ KNPP တို့ NUCC အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်တာပါလဲ။ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့အထွေထွေအတွင်းရေးမှူးခူးပလူရဲကအခုလိုပြောပါတယ်။ ယာယီနှုတ်ထွက်တာတော့မဟုတ်ယာယီရပ်ဆိုင်တယ်အဲ့လိုမျိုးပဲရေးထားတယ်စတေးတယ်မဟုတ်တရားပဲယာယီရပ်ဆိုင်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပဲယူလေးထုတ်တယ်ကျွန်တော်တို့လည်းထုတ်တယ်ပေါ့လူစီကိုပဲပို့ပါတယ်ဖြတ်ဝေမှုတော့မလုပ် NUCC ကအရေးဆုံးနှုတ်ထွက်တာကCRPH တို့ ND တို့အဲ့လိုမျိုးအရေးဆုံးနှုတ်ထွက်တယ်လေ no strike committee တို့ဆိုတော့အဲ့ဒီမှာကတကယ်ခက်ခဲမမရှိတဲ့အနေအထားမျိုးရှိတယ်UG နဲ့လည်းလို့တိုက်အဆင်ပြေတဲ့အနေအထားမျိုးရှိတော့ရပ်ဆိုင်ကုန်တော့ပါ KNU ပြောခွင့်ရသူဘဒိုစောတော်နီကတော့ NUCC ရဲ့လှုပ်ဆောင်ချက်တွေကမြေပြင်အခြေအနေနဲ့ကင်းကွာနေရလို့ဒေသတွင်းမီဒီယာတချို့ကိုပြောထားတာတွေ့ရပါတယ်။ NUCC ရဲ့2022ခုနှစ်ကကျင်းပတဲ့ပထမအကြိမ်ပြည်သူ့ညီလာခံအပြီးမှာလဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ကချင်ကြားကာလနိုင်ငံရေးဆိုင်ရာလုပ်ငန်းတွေကိုညှိနှိုင်းဆောင်ရွက်ဖို့ဖွဲ့စည်းထားတဲ့ KPICT တို့နှုတ်ထွက်ခဲ့ကြပါတယ်။ NUCC ကနေပါဝင်လာတဲ့အဖွဲ့တွေနှုတ်ထွက်တာနဲ့ပတ်သက်လို့ပြည်တွင်းတော်လှန်ရေးသမားတို့ကအခုလိုပဲသုံးသပ်ပါတယ်။ကိုကနိုင်ငံရေးအကောင့်နဲ့ကာလတိုင်းတာမဟုတ်ဘူးလေ။ကိုဘက်မှာချင်းချင်းနေလည်းဖြစ်နေကြသလိုနောက်တစ်ဖက်နဲ့တစ်ဖက်ကလည်းချင်းချင်းနေကြတယ်မှာကိုရတွေကွဲလွဲနေတာဟုတ်။အဲ့လိုလည်းနိုင်ငံဖွဲ့စည်းတွေက NUCC ကနေနှုတ်ထွက်တာတော့မထူးဆန်းဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့နိုင်ငံရေးအကောင့်မဲ့အချိန်ကာလတစ်ခုကလိုအပ်ပါသေးတယ်။ NUCC ကိုစစ်တပ်အာဏာသိမ်းပြီးချိန်2021 မတ်လကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေတပိတ်ကော်မတီအရက်ဘတ်အဖွဲ့အစည်းတွေဂျာကာလာပြည်နယ် Federal Unit လူမျိုးစုကိုစားပြုအဖွဲ့တွေနဲ့ဖွဲ့စည်းခဲ့တာပါ။ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကိုယုံကြည်တဲ့အင်အားစုတွေစုပေါင်းဆွေးနွေးတဲ့ platform တစ်ခုလည်းဖြစ်တယ်လို့ပါဝင်သူတွေကပြောကြပါတယ်။ NUCC အနေနဲ့ပထမအကြိမ်ပြည်သူ့ညီလာခံကို2022 ဇန်နဝါရီ29ကနေ29ရက်အထိကျင်းပခဲ့ပြီး Federal Democracy ဗြိဉ္ဉံကိုအတည်ပြုခဲ့ပါတယ်။လက်ရှိအချိန်မှာအဖွဲ့ဝင်အများစုနှုတ်ထွက်သွားကြတာဟာ NUCC ရဲ့နိုင်ငံရေးဥဆောင်နိုင်မှုအခမ်းကဏ္ဍကိုထိခိုက်စေနိုင်တယ်လို့နိုင်ငံရေးလေ့လာသူတချို့ကထောက်ပြပြောဆိုနေကြပါတယ်ရှင်။